အားလုံးပဲမင်္ဂလာပါ Photoshop သင်ခန်းစာလေးတစ်ခုကိုပြောပြပေးပါမယ်เนาะဒီအဖြူမဲပုံလေးကိုဒီလိုမျိုးကာလာအရောင်လေးဖြည့်ကြည့်မယ်เนาะဒီလုပ်ငန်းလေးလုပ်ဖို့အတွက်လက်ရှိဒီကာလာ F1 copy ကိုဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးရင်ဒီ2ပေါက်ထဲကမှ rectangular marquee 2ကိုရွေးမယ်ရွေးပြီးရင်ကိုကာလာခြေခြင်းတဲ့အပိုင်းလေးကိုဆက်လက်ပေးမယ်ဆက်လက်နော်အဲ့လိုဆက်လက်ပေးပြီးသွားရင် layer panel ရဲ့အောက်ဘက်က create new field or adjustment layer မှာနှိပ်မယ် solid color မှာနှိပ်မယ်ဒီထဲကမှကိုယ်စိတ်ကြိုက် color လေးတစ်ယောင်ရွေးပါ okay မှာနှိပ်ပါ okay မှာနှိပ်ပြီးရင်ဒီ color field 1တွေကမှ layer mask ပေါ်မှာကလင်းနှိပ်မယ် layer mask ပေါ်မှာနှိပ်လိုက်ရင် property ပေါက်လေးကြာလာမယ်အဲ့ property ပေါက်ထဲက feather မှာကိုကြိုက်တဲ့လောက်ထည့်ပေးပါเนาะ feather လေးထည့်မယ်ဟုတ်ပြီအဲ့ feather လေးထည့်ပြီးသွားရင်ဒီ color field 1ကို copy ကူးပါမယ် control နဲ့ J နဲ့နှိပ် copy ကူးပြီးသွားရင် color ပြင်မယ်ဒီ color ကွက်မှာနှစ်ချမ်းနှိပ်ပါကိုယ်စိတ်ကြိုက် color အရောင်လေးတစ်ယောင်ရွေးပေးပါ okay မှာနှိပ်ပါပြီးရင်တော့ဒီ layer map ပေါ်မှာကလစ်နှိပ်မယ် color အရောင်ကိုပြောင်းပြန်သွားချင်တာမို့လို့ control နဲ့ I နှိပ်မယ် control I နှိပ်ပြီးသွားပြီဆိုရင်ဒီ color field 1 copy ကိုဒီ blend mode မှာ normal ကို color အနေနဲ့ထားပေးပါပြီးရင်ဒီ color field 1 ကိုလည်း blending mode မှာ normal ကို color အနေနဲ့ထားပေးပါဒါဆိုရင်ကြည့်ပါဒီပုံလေးမှာ color လေးဝင်သွားပြီဟုတ်ပြီနော်